ခင်ယေရှုခရစ်နှင့်ခမဲတော်ဘုရားခင်ထံတော်ကဂျေဇုတော်နှင့်ညီသက်ခြင်းတည်တင်တော်လိုက်ရှိပါစေတော့ဒီနေ့တော့အချင်းချင်းအပြစ်လွတ်ခြင်းဆိုတဲ့ကောင်းစဉ်အဖြစ်နှုတ်ဘတ်တော်ကိုအတူတကွပြန်ပြီးမှခွန်အားယူကြပါစို့တမန်ကျမ်းစာတစ်ပိုက်ကိုအရင်ဖတ်ချင်ပါတယ်ရှင်မာတဲ့ခရစ်မခန်းကြီး18အပိုက်ငယ်18ငါအမှန်ဆိုဒီကမြေကြီးပေါ်မှာတင်တို့ချီနှောင်သမျှသည်ကောင်းကင်ဘုံ၌ချီနှောင်လက်ရှိလိမ့်မည်မြေကြီးပေါ်မှာဖြေလို့သမျှဒီကောင်းကင်ဘုံ၌ဖြေလို့လျက်ရှိလိမ့်မည်လို့တမန်ကျမ်းစာကပြောပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများဒီနေ့ကျွန်တော်အသက်တာထဲမှာနေ့စဉ်နေ့တိုင်းအသက်ရှင်မှုထဲမှာအရေးကြီးသောအရာဒီဘာလဲဆိုတော့အချင်းချင်းအပြစ်လွတ်ခြင်းဖြစ်တယ်ကျွန်တော်ပတ်ဝန်းကျင်ထဲမှာကျွန်တော်နေထိုင်တဲ့လောကထဲမှာအရေးကြီးသောအရာဒီကျွန်တော်တို့တယောက်ချင်းစီတိုင်းအချင်းချင်းအပြစ်လွတ်ခြင်းရှိဖို့ဘုရားကအလိုတော်ရှိတာဖြစ်တယ်ဆိုတော့ဒီနေ့အချင်းချင်းအပြစ်လွတ်ဖို့လို့ပြောတဲ့အခါမှာဒီကနေ့ယုံကြည်သူအချင်းချင်းကြားထဲမှာတောင်မှကျွန်တော်တို့ကတခါတလေအပြစ်မလွတ်နိုင်တဲ့အရာတွေများစွာရှိတယ်။ဆိုတော့ဒီတမန်ကျမ်းစာကဒီလိုပြောပါတယ်အချင်းချင်းအပြစ်လွတ်ဖို့အတွက်ချီနှောင်ခြင်းမရှိဖို့အတွက်မြေကြီးပေါ်မှာဖြေလို့သမျှဒီကောင်းကင်ဘုံမှာလည်းခမဲတော်ဘုရားကဖြေလို့လည်းရှိလိုက်မည်လို့တမန်ကျမ်းစာမှာကျွန်တော်တွင်တင်ထားတဲ့အတိုင်းကျွန်တော်အရောက်ချင်းစီတိုင်းဒီတယောက်နဲ့တယောက်အပြစ်ချီနှောင်ခြင်းများမထားဘဲနဲ့တယောက်နဲ့တယောက်အမားများရှိကြပါတယ်လူတိုင်းကအမားတတ်ပါတယ်လူတိုင်းကအပြစ်ရှိပါတယ်ကျွန်တော်လောက်အပြစ်များတဲ့သူကျွန်တော်လောက်အမားကျူးလွန်တဲ့သူဒီနေ့မရှိပါဘူးသို့တော်လည်းမိတ်ဆွေဒီနေ့ကျွန်တော်ကအရောက်ချင်းစီတိုင်းကလောကမှာရှိနေသူအရောက်ချင်းစင်ကမားတတ်တယ်ပြစ်မားတတ်တယ်ကျူးလွန်တတ်တယ်တယောက်နဲ့တယောက်အဲ့လိုအပြစ်တွေရှိနေတဲ့အတွက်ကြောင့်မို့တယောက်နဲ့တယောက်အပြစ်မြင်ပြီးမှချီနှောင်ချင်းတွေနဲ့ပဲကျွန်တော်တွားနေမယ်ဆိုရင်ကျွန်တော်ဘလို့လွတ်ပြီးမှလွတ်လပ်ခြင်းအပြစ်လွတ်ခြင်းခံစားရမလဲကျွန်တော်ပတ်ဝန်းကျင်မှာဘလို့လုပ်ပြီးမှငြိမ်းချမ်းနိုင်မလဲတယောက်နဲ့တယောက်ကအပြစ်မြင်နေမယ်တယောက်နဲ့တယောက်ကချီနှောင်နေမယ်ဆိုရင်ကျွန်တော်အထဲမှာဘာပဲဖြစ်လာမလဲဆိုတယောက်နဲ့တယောက်ရံပွဲပဲဖြစ်လာမှာဖြစ်တယ်ငြိမ်းချမ်းခြင်းဆိုတဲ့အရာကကျွန်တော်အထဲမှာရှိလာမှာမဟုတ်ဘူးဒါကြောင့်ဘုရားကဘာကြောင့်ကျွန်တော်ကအပြစ်လွတ်စေလွတ်ခိုင်းတာလဲဆိုရင်တယောက်နဲ့တယောက်တင့်မြတ်ဖို့အတွက်ငြိမ်းချမ်းဖို့အတွက်ဖြစ်တယ်ဒီနေ့တယောက်နဲ့တယောက်မားတဲ့အရာတွေကိုထောက်ပြီးမှအပြစ်ချေနှောင်ပြီးမှတယောက်နဲ့တယောက်ခက်ထန်နေမဲ့အစားတယောက်နဲ့တယောက်အချင်းချင်းအပြစ်လွတ်လျက်ဒီနေ့ဘုရားရှိမှဆက်ပြီးသွားဖို့ဖြစ်တယ်ဒီနေ့ယုံကြည်သူအချင်းချင်းကြားထဲမှာလည်းကျွန်တော်အပြစ်မလွတ်နိုင်တဲ့သူများစွာရှိတယ်အပြစ်လွတ်ပေးလိုက်ပါဘာကြောင့်လဲမြေကြီးပေါ်မှာချေနှောင်တဲ့မြတ်တွေကောင်းကင်မှာချေနှောင်လည်းရှိမှဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အရောက်ချင်းစီတိုင်းကဖြေလွတ်တတ်ဖို့အရေးကြီးပါတယ်ဘာကိုဖြေလွတ်မလဲဆိုရင်တယောက်ရဲ့အပြစ်ကိုတယောက်ဖြေလွတ်တတ်ဖို့ယမတမအရေးကြီးပါတယ်ဓမ္မကျမ်းစာတစ်ပိုက်ကဒီလိုထပ်ပြောပါတယ်အဖေဝါဒစာခန်းကြီး၄အပိုက်ငယ်32ထဲမှာအချင်းချင်းဂျေဇုပြုခြင်းတနာဆုံမခြင်းဘုရားသခင်ရဲ့ခရစ်တော်ကြောင့်တင်တို့ဤအပြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလောလို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အလောက်ကဘာလဲဆိုရင်အချင်းချင်းအပြစ်လွတ်ခြင်းရှိဖို့ဖြစ်တယ်ဘုဒ္ဓကိုစံနမူနာယူမလဲဆိုရင်ဘုရားသခင်ရဲ့ခရစ်တော်ကြောင့်တင်တို့အပြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့ခုနကတော့ကျွန်တော်ပြောပြီးကျွန်တော်တို့လောက်အပြစ်ကြီးတဲ့သူမရှိဘူးအပြစ်ရှိတဲ့သူလောကမှာမရှိဘူးကျွန်တော်တို့လောက်အမားများတဲ့လူကျွန်တော်တို့လောက်အပြစ်ရှိတဲ့သူကိုတောင်မှဘုရားသခင်ကခရစ်တော်အားဖြင့်ကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်တယ်ဆိုရင်ကျွန်တော်တို့အချင်းချင်းနဲ့သူခရစ်တော်အားဖြင့်အချင်းချင်းအပြစ်လွတ်ဖို့ဖြစ်တယ်အချင်းချင်းဘာတွေရှိရမလဲဆိုရင်အချင်းချင်းယေရှုပြုခြင်းတနာဆုံမခြင်းဒီအရာတွေကျွန်တော်တို့အသက်တာထဲမှာရှိလျက်တယောက်နဲ့တယောက်အပြစ်လွတ်ပြီးမှအချင်းချင်းယေရှုပြုကြမယ်အချင်းချင်းတနာဆုံမဲ့တော်အားဖြင့်ဖေးမကူညီရိုင်းပြကြမယ်ဆိုရင်ကျွန်တော်တို့နေထိုင်တဲ့ပဝန်းကျင်ကျွန်တော်တို့နေထိုင်တဲ့လောကကဘာကြီးဟာရေမတားမှငြိမ်းချမ်းတဲ့ကဘာကြီးဖြစ်လာမှာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများအားလုံးကိုခွန်အားပေးခြင်းတော်အရာကပါလေဆိုရင်ကျွန်တော်တို့အရောက်ချင်းစီတိုင်းဒီအချင်းချင်းအပြစ်လွတ်ခြင်းရှိဖို့အတွက်ဖြစ်တယ်တယောက်နဲ့တယောက်ချီနှောင်ဖို့မဟုတ်ဘူးတယောက်နဲ့တယောက်အပြစ်လွတ်ဖို့ဖြစ်တယ်ခုနကတော့ပြောပါတယ်အရောက်ချင်းစီတိုင်းကအပြစ်မှားတတ်တဲ့လူတွေဖြစ်တယ်အဲ့ဒီအမားကိုပဲထောက်ပြီးမှကျွန်တော်တွားနေမယ်ဆိုရင်ဘလို့မှတွားလို့အဆင်မပြေဘူးဒါကြောင့်ကျွန်တော်အရောက်ချင်းစီတိုင်းကတယောက်နဲ့တယောက်အချင်းချင်းယေရှုပြုမယ်တနာဆုံမခြင်းခရစ်တော်အားဖြင့်တယောက်နဲ့တယောက်အပြစ်လွတ်ခြင်းရှိဖို့အတွက်နှုတ်ကပတ်တော်ကကျွန်တော်ကိုမိန့်မာထားတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများကျွန်တော်နေ့စဉ်နေ့တိုင်းအသက်ရှင်မှုထဲမှာတယောက်နဲ့တယောက်တခါတလေမှာပြစ်မှားတဲ့အရာတွေရှိပါလိမ့်မယ်အ
ပြစ်မြင်စရာကောင်းတဲ့အရာတွေစိတ်ဆိုးခြင်းစရာကောင်းတဲ့အရာတွေရှိပါလိမ့်မယ်သို့တော်ညာလဲသူတစ်ပါးရဲ့ပြစ်မှားတဲ့အပြစ်ကိုအချင်းချင်းအပြစ်လွတ်ခြင်းအားဖြင့်ကျွန်တော်ဆက်ပြီးသွားဖို့ဖြစ်တယ်ဒါကြောင့်မြေကြီးပေါ်မှာကျွန်တော်ခြေနှောင်သမျှအပြစ်မလွတ်တဲ့အရာခြေနှောင်သမျှကကောင်းကင်ဘုံမှာလည်းခြေနှောင်နဲ့ရှိလိမ့်မယ်မြေကြီးပေါ်မှာဖြစ်လို့သမျှဒီကောင်းကင်ဘုံနဲ့လည်းဖြစ်လို့လည်းရှိလိမ့်မယ်ဒါကြောင့်ခမဲဘုရားသခင်ရဲ့ခရစ်တော်ကြောင့်တင်တို့အပြစ်ကိုလွတ်တော်မူတဲ့တော့အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလို့နှုတ်ကပတ်တော်ဆိုတဲ့အတိုင်းကျွန်တော်တို့အချင်းချင်းအပြစ်လွတ်ခြင်းအဖြစ်ဆက်ပြီးမှကျွန်တော်အသက်ရှင်ကြပါစို့လို့နှုတ်ကပတ်တော်အဖြစ်ညီများတော့တိုက်တွန်းဝင်ငါအားပေးလိုက်ပါတယ်ညီကိုတို့နဲ့ညီသက်ချင်းရှိပါစေတော့ခင်ဗျားတို့ဘုရားသခင်နဲ့တခင်ယေရှုခရစ်ပေးတော်မူသောယုံကြည်ခြင်းနဲ့ချစ်ခြင်းမေတ္တာရှိပါစေတော့အာမင်